မျိုးသမီးဟာသူ့ရဲ့ပြစ်မှတ်ကိုချိန်ရွယ်ပြီးပထမဆုံးများတစ်စင်းကိုပြစ်လွတ်လိုက်ပါတယ်အဲ့ဒီများဟာရဟန်းရဲ့နှလုံးတက်တက်ကိုထိမှန်သွားပါတယ်ထန်ဆန်းဟာဒုတိယများတစ်စင်းထပ်မံမထိမှန်ခင်မှာတုတ်ပြန်ဖို့တော့အချိန်မရလိုက်ပါဘူးဒါပေမဲ့ထူးဆန်းတာကသူဟာဘလို့နာကျင်မှုကိုမှမခံစားရတာပါပဲမျိုးသမီးနိုင်ငံတော်ရဲ့ဘရင်မဟာညရဲ့ချွန်ထက်တဲ့ထိပ်ပြားတွေကိုဖယ်ရှားထားပြီးသားဖြစ်လို့ပါဒါပေမဲ့ထန်ဆန်းဟာတေးချင်အောင်ဆောင်ဖို့တော့အခွင့်အရေးမရခဲ့ပါဘူးဒါကိုမြင်တဲ့အခါရှာဖုံးကချက်ချင်းပဲမော်တက်ကိုအသုံးပြုပြီးထန်ဆန်းရဲ့ပါးကိုကြောက်ခဲနဲ့ပစ်လိုက်ရာသူ့ကိုချက်ချင်းသတိလစ်သွားစေခဲ့ပါတယ်နောက်တစ်ယောက်ကတော့စုံဝုံခုံးပါဒေါသတကြီးဟိန်းဟောက်တန်တဲ့အတူသူ့ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေထွက်ခွာသွားပြီးထူးခြားဆန်းပြတဲ့ပြကွက်တစ်ခုကိုပြသခဲ့ပါတယ်လူတိုင်းရဲ့တရုပ်ဆောင်မှုတွေကဘလောက်တောင်လက်တွေ့ကြလဲဆိုတာမြင်တဲ့အခါမှာတော့ကျူးပေးကြီးကလည်းသူ့ရဲ့စွမ်းရည်တွေကိုထုတ်ပြချင်လာပါတယ်ဒါပေမဲ့သူအံ့ဩသွားတာကတော့ဘရင်မကြီးဟာလက်နက်တွေကိုရုတ်တရက်အပြောင်းလဲလုပ်ဖို့အမိန့်ပေးလိုက်တာပါပဲကြီးမားတဲ့များပစ္စက်ကြီးကိုတွန်းထုတ်လာတဲ့အခါမှာတော့ကျူးပေးကြီးတယောက်ကြောက်လန့်တုန်လှုပ်သွားပြီးဘာလို့ရမှန်းမသိဖြစ်သွားပါတော့တယ်